အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကိုယ်တိုင်လည်းအင်္ဂလိပ်စာတွေလေ့လာရင်းနဲ့ဗီဒီယိုတွေပြန်တင်ပြီးတော့ဝင်ငွေလမ်းကြောင်းတစ်ခုဖန်တီးနိုင်မယ်ဒီလိုမျိုး English Learning Podcast ဗီဒီယိုတွေကို AI နဲ့ဘယ်လိုလုပ်လဲဆိုတာကိုလက်တွေ့လုပ်ပြပေးတော့ပါမယ် script ရေးတာ audio တွေထုတ်တာကနေစပြီးတော့ final video editing အထိ step by step tutorial ကိုအသေးစိတ်လုပ်ပြပေးတော့မှာဖြစ်လို့စိတ်ဝင်စားရဆိုရင်တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးပါ Okay အရင်ဆုံး podcast video တွေအတွက် script ထုတ်ဖို့ ChatGPT ကိုပဲသုံးပါမယ်အဲ့တော့ ChatGPT ကိုအရင်ဝင်မယ်ပြီးရင်တော့ကျွန်တော်တို့ main prompt box ထဲမှာ script ထုတ်ပေးပါလို့တမ်းမခိုင်းပဲနဲ့ကိုလိုချင်တဲ့ focus အတွက်အကြောင်းအရာတွေကိုအရင်ထုတ်ခိုင်းပါမယ်ဆိုတော့ဒီလိုမျိုး topic တွေရွေးတဲ့နေရာမှာလဲ English level သတ်မှတ်ချက်တစ်ခုခုနဲ့ focus ပုံစံလေးကိုပါအသေးစိတ်ထည့်ပေးမယ်အဲ့တော့အခုလိုမျိုး pre intermediate level အတွက်လူ2ယောက်စကားပြောတဲ့ focus ပုံစံအတွက်အကြောင်းအရာ3ခုကိုထုတ်ခိုင်းလိုက်ပါမယ် Okay ဒါဆိုရင်တော့ကျွန်တော် topic idea 3ခုရလာပါပြီပြီးတော့မှကိုကြိုက်တဲ့ topic ကိုရွေးပြီးတော့ outline နဲ့ full script ကိုဆက်ထုတ်ပါမယ်ကျွန်တော်ဒီမှာ number 2ဖြစ်တဲ့ should we buy it or save money ဆိုတဲ့ topic ကိုရွေးလိုက်တယ်ပြီးလို့ရှိရင်တော့အဲ့ဒီ topic အတွက် outline ကိုထုတ်ပါမယ်ဆိုတော့ outline ထုတ်တဲ့နေရာမှာလဲ2မိနစ်3မိနစ်ကြာချိန်တစ်ခုကိုသတ်မှတ်ပေးပြီးတော့ထုတ်ခိုင်းလိုက်တယ် Okay ဒါဆိုရင်တော့ကျွန်တော်တို့ introduction ရဲ့ main conversation ရဲ့ ending ရဲ့ပါတဲ့ outline တစ်ခုကိုရပါပြီ full script ကိုထုတ်တဲ့နေရာမှာလဲ AI နဲ့အတန်ထုတ်တဲ့အခါမှာပို့ပြီးပြည်ပြင်ပြီးတော့သဘာဝကျအောင်လို့ context နဲ့ scenes ကိုပါထည့်ပေးထားပါတယ်ဒီလိုမျိုး context နဲ့ scene တွေကိုထည့်ပေးခြင်းအပြင် AI နဲ့အတန်တွေထုတ်တဲ့အခါမှာကျွန်တော်ပို့ပြီးတော့လဲသဘာဝကျသလိုပို့ပြီးတော့လဲပြည်ပြင်ပါတယ် context ဆိုတာကတော့နားလည်လွယ်အောင်ပြောရရင်ဒီစကားဝိုင်းမှာဘာအကြောင်းတွေပြောမှလဲစသဖြင့်ဒီ podcast နဲ့ပတ်သက်တဲ့နောက်ခံအကြောင်းအရာတွေကိုထည့်ပေးတာပါsing ဆိုတာကတော့ဘယ်ချိန်လဲဘယ်နေရာလဲပတ်ဝန်းကျင်အခြေအနေကဘယ်လိုလဲစသဖြင့်ဒါတွေကိုကျွန်တော်သတ်မှတ်ပေးတာပါ Okay ဒါဆိုရင်တော့ကျွန်တော်တို့အခုနောက်ဆုံး script ကိုရပါပြီဆိုတော့ပြီးရင်တော့ဒုတိယအဆင့်အနေနဲ့ AI နဲ့အတန်ဖိုင်ထုတ်မယ်ဆိုတော့အတန်ဖိုင်ထုတ်ဖို့အတွက်လည်းကျွန်တော် Google AI Studio ကိုပဲသုံးပါမယ်အဲ့အတွက်ကျွန်တော် Google မှာ Google AI Studio ဆိုပြီးတော့ရိုက်ရှာမယ်ရပြီဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ Google account နဲ့ချိတ်ပြီးတော့ဝင်လို့ရပါတယ်ဆိုတော့ကိုယ့် account နဲ့ချိတ်ပြီးွားရင်တော့ screen ပေါ်မှာမြင်နေရတဲ့ get started ဆိုတာကိုနှိပ်ပြီးရင်ဘယ်ဘက်အပေါ်မှာရှိလဲ playground ကိုနှိပ်လိုက်ပါအဲ့ဒါနှိပ်ပြီးလို့ရှိရင်တော့ကျွန်တော် Be with agent ဆိုတာပေါ်လာလိမ့်မယ်အဲ့ဒါပေါ်လာရင်ညာဘက်မှာ model နဲ့ agent နှစ်ခုတည်းက model ကိုရွေးမယ်ပြီးရင်တော့အောက်က speech and music ဆိုတာကိုထည့်ရွေးပါမယ်အဲ့ဒါပြီးရင်တော့ကျွန်တော် Gemini 3.1 Flash ကိုထည့်နှိပ်လိုက်မယ်ကျွန်တော်ဒီမှာ AI နဲ့အတန်တွေထုတ်တဲ့အခါမှာ Gemini 3.1 Flash model ကိုသုံးပြီးတော့ထုတ်ပါတယ်ဆိုတော့ဒီမှာကျွန်တော်တခြား model တွေလည်းရှိပါတယ်ဆိုတော့ပြီးရင်တော့ကျွန်တော်ဒီ turn text into natural sounding speech ကိုထည့်နှိပ်လိုက်ပါဒါဆိုရင်တော့ကျွန်တော်အတန်ထုတ်တဲ့နေရာကိုရောက်ပါပြီဆိုတော့ဒီနေရာမှာလည်းညာဘက်အပေါ်မှာ text နဲ့ composer နှစ်ခုရှိတယ်အဲ့ဒီကကျွန်တော် text ကိုရွေးမယ်ပြီးရင်တော့ scenes နဲ့ context နေရာမှာခုန ChatGPT ကထုတ်ထားတဲ့ script ထဲက scenes နဲ့ context ကိုထည့်ပေးပြီးတော့အောက်က text box ထဲမှာတော့ script တစ်ခုလုံးကို copy paste လုပ်ပေးလိုက်မယ်ပြီးရင် composer ကိုပြန်နှိပ်မယ်ဒါဆိုရင် Google AI Studio ကအခုလိုမျိုး speaker 1နဲ့ speaker 2ကိုတခါတည်းခွဲထုတ်ပေးလိုက်ပါလိမ့်မယ်ပြီးရင်တော့ကျွန်တော်ညာဘက်မှာ setting တွေချိန်လို့ရမယ်ဒီနေရာမှာကျွန်တော်တို့ကအတန်ထုတ်ချင်တဲ့ကျွန်တော် AI model ကိုရွေးလို့ရမယ်Gemini 3.1 Flash TTS preview ရှိတယ် Gemini 3.1 Live Translate preview ရှိတယ်ဒီနေရာမှာတော့ကျွန်တော် Gemini 3.1 Flash model ကိုသုံးပါတယ်ဆိုတော့ Gemini 3.1 ကလောလောဆယ်မှာ powerful လည်းဖြစ်တယ်လို့အတန်တွေထုတ်တဲ့အခါမှာမြန်လဲမြန်တယ်ပြီးတော့ပို့ပြီးတော့လည်းသဘာဝကျပါတယ်အဲ့ဒါပြီးတော့အောက်မှာကျွန်တော် model setting ရှိမယ် temperature ကတော့1မှာပဲထားမယ်အောက်က speaker setting မှာတော့စကားပြောတဲ့အတန်တွေရဲ့ tones တွေ colors တွေနောက်တစ်ခုကအတန်တွက်တွေကိုပါကျွန်တော်တို့ချိန်ပေးလို့ရပါတယ်အပေါ်ဆုံးက audio profile ထဲမှာတော့စကားပြောတဲ့သူရဲ့ပင်ကိုအတန်အနေအထားကိုချိန်လို့ရမယ်အောက်က directors note ထဲမှာကကျွန်တော်တို့စကားပြောတဲ့ style တွေနောက်တစ်ခုက pace တွေ accent တွေဒါတွေကစကျွန်တော်တို့ရွေးလို့ရတယ်ဆိုတော့ accent ထဲမှာဆိုလို့ရှိရင်လည်းကိုက British အတန်တွက်လိုချင်တာလား American အတန်တွက်လိုချင်တာလားဒါတွေကစကျွန်တော်တို့ရွေးလို့ရပါတယ်ပြီးအောက်က voice ထဲမှာဆိုလို့ရှိရင်လည်းကျွန်တော်အတန်တွေအများကြီးရွေးလို့ရတယ်ဆိုတော့ယောက်ျားအတန်မိန်းမအတန်လူကြီးလူငယ်လူလက်ဒါတွေကစကျွန်တော်တို့ရွေးလို့ရတယ်ဘေးနားက play club လေးကိုနှိပ်ပြီးတော့လည်းဒီမိုအတန်လေးတွေကိုနားထောင်ကြည့်လို့ရပါတယ် What idea do you want to bring to life? What sparks your interest? What's a skill you'd like to develop?
Ready to make something amazing? Ready to build something awesome today? ကျွန်တော်ဒီ podcast အတွက်အတန်နှစ်ခုဖြစ်တဲ့ယောက်ျားအတန်တစ်ခုနဲ့မိန်းမအတန်တစ်ခုကိုရွေးလိုက်တယ်အားလုံးပြီးသွားပြီဆိုရင်တော့အောက်က run ctr ကိုနှိပ်ပြီးတော့အတန်ဖိုင်ထုတ်လို့ရပါပြီ Look at this phone. It looks amazing. Oh, yes. It looks nice. Are you planning to buy it? Okay အတန်ဖိုင်ရလာပြီဆိုလို့ရှိရင်တော့ကျွန်တော်အပေါ်က script နဲ့နည်းနည်းလေးပြန်တိုက်စစ်ကြည့်မယ်အကုန်အဆင်ပြေပြီဆိုရင်တော့ဒီဘက်က download ခလုတ်ကိုနှိပ်ပြီးတော့ download လုပ်လိုက်ပါမယ်ဆိုအတန်ဖိုင် download ပြီးရင်တော့ video အတွက်စပြီးတော့ပြင်ဆင်လို့ရပါပြီဒါပေမဲ့ video ထဲမှာထည့်မဲ့ cover photo လေးတစ်ခုလိုတယ်အဲ့အတွက်ကျွန်တော် ChatGPT တွေကိုပဲပြန်သွားပြီးတော့ဒီ podcast အတွက် cover photo ကိုထုတ်ခိုင်းလိုက်ပါတယ် Okay ဒါဆိုရင်တော့ ChatGPT ကနေပြီးတော့ပုံရလာပြီဒါပေမဲ့ size ကကျွန်တော်နည်းနည်းလေးလွဲနေရကြောင်း16:9 ratio နဲ့ပြန်ထုတ်ခိုင်းလိုက်ပါမယ် Okay ဒါဆိုရင်တော့ video ထဲမှာထည့်ဖို့ AI နဲ့ထုတ်ထားတဲ့အတန်ဖိုင်ရောပုံရောရပြီဖြစ်လို့နောက်ဆုံးအနေနဲ့ကျွန်တော် CapCut ထဲမှာပြန်ပြီး edit သွားလုပ်ပါမယ် CapCut ကိုဖွင့် CapCut ထဲက create project ကိုနှိပ်ပြီးရင် import ထဲမှာခုနက down ထားတဲ့အတန်ဖိုင်နဲ့ image ကိုထည့်ပေးလိုက်ပါမယ်ပြီးတော့ကျွန်တော် editing စလုပ်ပါမယ် audio file လေးကို fade in fade out နည်းနည်းလေးလုပ် Look at this phone. It looks amazing. focus အတွက်နောက်တစ်ခုအရေးကြီးတာကစာတန်းထိုးတာပါအဲ့တော့စာတန်းတွေအတွက်ကလည်းကျွန်တော်တို့ CapCut ထဲက caption ဆိုတာကိုနှိပ်လိုက်မယ်လို့ရှိရင်တော့ကျွန်တော် generate ကိုနှိပ်ပြီးတော့ caption ထုတ်လိုက်ပါမယ် Look at this phone. It looks amazing. ဒါဆိုရင်ကျွန်တော်တို့ podcast အတွက်စာတန်းထိုးရပါပြီ It looks nice. Are you planning to buy it? ဒါပေမဲ့စာတန်းထိုးကဒီမှာ plain text ကြီးပဲဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော် text တဲက template ကိုသွားတယ်ပြီးလို့ရှိရင်တော့ကိုကြိုက်တဲ့ template တစ်ခုခုကိုယူပြီးတော့စာတန်းထိုးတဲ့ပုံစံကိုကျွန်တော်အနည်းငယ်ပြောင်းလိုက်ပါမယ် Okay ဒါဆိုရင်တော့အဆင်ပြေသွားပြီ Look at this phone. It looks amazing. Oh, yes. It looks nice. ဗီဒီယိုပေါ်မှာ motion တစ်ခုခုထည့်ချင်တာဖြစ်တဲ့အတွက် sticker ကိုနှိပ်လိုက်မယ် sticker တွေကနေမှ sound wave ဆိုတာလေးကိုရိုက်ရှာပြီးရင်ကိုကြိုက်တဲ့ sound wave တစ်ခုခုကိုယူပြီးတော့ screen ပေါ်မှာထည့်လိုက်မယ် Okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်စာတန်းထုတ်လည်းရပြီ motion လေးတစ်ခုခုလည်းရပြီဆိုလို့ရှိရင်တော့ဗီဒီယိုကတာမန်တက်ပို့ပြီးတော့ကြည့်ကောင်းပါပြီ Okay ဒါဆိုရင်တော့အခုလိုမျိုးအင်္ဂလိပ်စာကိုပါနားလည်ဖို့လေ့လာဖို့အတွက်စာတန်းထိုးပြီးသဘာဝကျတဲ့ English learning podcast video တစ်ခုကိုရပြီပဲဖြစ်ပါတယ် Look at this phone. It looks amazing. Oh, yes. It looks nice. Are you planning to buy it? Maybe. My phone is very slow now, and the camera is not very good. I see. How much is the new phone? ဒီလိုမျိုးဗီဒီယိုလေးတွေဖန်တီးပြီးတော့ကိုယ်တိုင်လည်းအင်္ဂလိပ်စာပြန်ပြီးတော့လေ့လာနိုင်တယ်လို့မျိုး Spotify တို့ YouTube တို့လို platform တွေပေါ်မှာလည်းကိုယ်စိတ်ကြိုက် podcast ဗီဒီယိုလေးတွေဖန်တီးပြီးတော့ဖြည်းဖြည်းချင်းဝင်ငွေရှာသွားလို့ရပါတယ်အားလုံးပဲချိန်ပေးကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးများတင်ပါတယ်ကျွန်တော်တို့အာသာနိုင်ပါနောက်ဗီဒီယိုဒီမှာပြန်လည်တွေ့ပါမယ်